လွန်းလို့အဲ့ဒီနာကျင်ခြင်းကိုဖျက်ဆီးခိုင်းတာသူတစ်ပါးနဲ့မတူတဲ့နာကျင်ခြင်းကိုသင်ခံစားရပြီဆိုရင်သူတစ်ပါးနဲ့မတူတဲ့ရှင်ပြန်ထမြောက်ခြင်းကိုသင်ရလိမ့်မယ်တခါတည်းကျမတို့တွေးတဲ့အတွေးကဘုရားသခင်ကျွန်တော်ကိုမသနာတော့ဘူးလားကျွန်တော်ခေါ်နေတာကြာပြီကျွန်တော်ဆွတ်တောင်းနေတာကြာပြီကိုတော့ကျွန်တော်ကိုချစ်တယ်ဆိုဒါပေမဲ့ဘာဖြစ်လို့ဒီအဖြေကတော့ကျွန်တော်မရသေးတာလေကျမမရသေးတာလေဆိုရင်ဒီနေ့ဘုရားသခင်သင်ကိုပြောနေတယ်ချစ်လို့နာခိုင်းတာပါချစ်လို့အဲ့ဒီနာကျင်ခြင်းဆိုတဲ့ခရီးလမ်းကိုဖျက်ဆီးခိုင်းတာပါဘာကြောင့်လဲနာကျင်ခြင်းဆိုတဲ့အရာကပဲဒုက္ခဆင်းရဲခြင်းဆိုတဲ့အရာကပဲအထဲထဲမှာဘယ်အရာတွေကိုမွေးဖွားပေးတယ်လဲဆိုတော့ long suffering ဒုက္ခဆင်းရဲခြင်းကိုသီးခံနိုင်တဲ့အစွမ်းတတ္တိတွေကိုမွေးဖွားပေးတယ်ဟာလေလုယာအဲ့ဒီသီးခံနိုင်တဲ့အရာစိတ်ရှည်နိုင်တဲ့အရာခွင့်လွတ်နိုင်တဲ့အရာတွေကဘယ်အချိန်မှပဲရောက်လာတယ်လဲဆိုတော့အဲ့ဒီအသီးပွင့်တွေကကောင်းစားနေတဲ့အချိန်ဝမ်းမြောက်နေတဲ့အချိန်ချမ်းသာနေတဲ့အချိန်မတွေ့ရအောင်ဒုက္ခဆင်းရဲရောက်ပြီးတော့နာမကျန်းဖြစ်နေတဲ့အချိန်ကုန်းကောက်စရာပတ်စံတပြားမှမရှိတဲ့အချိန်မှာအဲ့ဒီအသီးတွေကထွက်လာတယ်အာမင်ဒီနေ့ဘုရားခင်ကတင့်ကိုအဲ့လိုအသီးမျိုးကိုလည်းပေါ်ထွက်စေခြင်းနဲ့ဘုရားပါဒါပေမဲ့ဒါလေးကိုနားလေစေခြင်းနဲ့လူတိုင်းကိုတော့ယုံကြည်သူတိုင်းကိုတော့အခုနလာဇရုခံရတယ်လို့မျိုးဂူထဲကိုရောက်တဲ့အဖြစ်ပြတ်တော့ဘုရားသခင်အဖြစ်မခံပါဘူးဂူထဲကိုဘလို့လူပဲရောက်လဲဆိုတော့လာဇရုလိုလူမျိုးယေရှုလိုလူမျိုးပဲရောက်ပါတယ်ဘုရားဖွင့်ပြပါစေဘုရားကလည်းချစ်ဘုရားကိုလည်းအမှန်တကယ်ချစ်တဲ့သူရဲ့အသက်တာထဲမှာအဲ့ဒီနာကျင်ခြင်းဂူထဲမှာအကွယ်ဝက်ခံရခြင်းဆိုတဲ့အရာကိုကြုံတွေ့ရတယ်ဒါပေမဲ့အချိန်တန်တဲ့အခါမှာအဲ့လိုနာကျင်ခြင်းခံရတဲ့သူရဲ့အသက်တာထဲမှာသူတစ်ပါးနဲ့မတူတဲ့ဘုန်းတော်ထင်ရှားခြင်းဆိုတာရှိတယ်အဲ့ဒီအနာဟာတဲ့သေနာမဟုတ်ဘူးတဲ့တနည်းအားဖြင့်တင့်ကိုဆုံးရှုံးစေမယ့်အနာမဟုတ်ဘူးတဲ့အခုသင်ခံနေရတဲ့ဒုက္ခဆင်းရဲကျမတို့တိုင်းပြည်ခံနေရတဲ့ဒုက္ခဆင်းရဲကျမတို့မိသားစုတွေကြုံတွေ့နေရတဲ့အခက်အခဲပြဿနာအားလုံးဟာကျမတို့ရဲ့အဆုံးသတ်မဟုတ်ဘူးဖယားဘုန်းတော်ထင်ရှားစေဖို့နဲ့ဖယားသခင်ကကျမတို့တယောက်ချင်းစီတိုင်းခံနိုင်ရခြင်းရှိတယ်ဆိုတာကိုသဘောပေါက်လို့ကြုံတွေ့စေတဲ့အရာဖြစ်တယ်ဖယားသခင်နာမဘုန်းကျွေးမင်္ဂလာရှိပါစေအာမင်လူငယ်များဖယားသခင်သင်ကိုစိတ်ချနေတယ်မိခင်များသင်ကိုဖယားသခင်စိတ်ချတယ်ဖခင်များသင်ကိုဖယားသခင်ယုံကြည်စိတ်ချလို့အခုလိုမျိုးခက်ကာလထဲမှာဘုရားသခင်သူတစ်ပါးမကြုံဘူးတဲ့အရာတွေအခြားသောတိုင်းပြည်ကမကြုံဘူးတဲ့အရာတွေမိသားစုတွေကမမြင်ဘူးတဲ့အရာတွေကိုကျမတို့ကြုံဆုံနိုင်တာဖြစ်ပါတယ်အာမင်အာမင်ကဲအဲ့တော့နောက်တစ်ခုရှိတယ်အဲ့ဒါကတော့လုကာအခန်းကြီး8ခန်းငယ်41ကနေ42ထဲမှာဖြစ်တယ်ကျမတို့အားလုံးမှတ်မိမှာပါတနေ့ကျတော့ယေရှုခရစ်တော်ကလမ်းမှာသွားနေတဲ့အချိန်မှာယာဣရုလို့ခေါ်တဲ့တရားစီရင်မှုကယေရှုရဲ့ခြေတော်ရင်းမှာလာပြီးတော့ပြုတ်ဝတ်ပြီးတော့သူကတောင်းပန်ပြီးတော့မှယေရှုကိုဘာပြောလဲဆိုတော့သူ့မှာတဲ့သမီးတစ်ယောက်ပဲရှိပါတယ်တဲ့သမီးလေးကအခုမှအသက်12နှစ်ပဲရှိသေးတယ်အဲ့တော့ကျမ်းစာထဲမှာဘလို့ဖော်ပြထားလဲဆိုတော့ယေရှုနဲ့တွေ့ပြီဆိုလို့ရှိရင်သူ့သမီးကပြန်လဲပြီးတော့ရှင်ပြန်ထမြောက်နိုင်တယ်ဆိုတဲ့အရာကိုသူကသဘောပေါက်တဲ့အတွက်ကြောင့်မလို့ယေရှုစီကိုသွားတယ်အဲ့လိုသွားနေတဲ့အချိန်မှာပြဿနာကဘာလဲဆိုတော့12နှစ်ပတ်လုံးသွေးသွန်တာဆွဲတဲ့အမျိုးသမီးကဂျားထဲမှာဖြတ်ပြီးတော့ဝင်လာတဲ့ကိစ္စဒီဘက်မှာတော့12နှစ်သမီးငယ်သေးတယ်ဒီဘက်မှာတော့ဘာဖြစ်နေလဲ12နှစ်ပတ်လုံးလုံးသွေးသွန်တာဆွဲတဲ့အမျိုးသမီးနော်ဒီမှာနှစ်ခုလွန်ဆွဲနေတဲ့အချိန်မှာယေရှုကယာဣရုရဲ့သမီးကိုတွားပြီးတော့ကြည့်ရှုဖို့နဲ့ပြင်ဆင်နေတဲ့အခါမှာအနောက်က12နှစ်ပတ်လုံးသွေးသွန်တာဆွဲတဲ့အမျိုးသမီးကယေရှုရဲ့ဘဝတော်ကိုတို့တော့ယေရှုခရစ်တော်ရဲ့ခန္ဓာကိုယ်ထဲကတကိုးတော်ကထွက်ပြီးတော့မှအမျိုးသမီးကတကိုးတော်စီးစင်းခြင်းဖြစ်သွားပြီးတော့အနာယောဂငြိမ်းသွားတယ်ဆိုတဲ့အရာကိုသိတော့အဲ့မှာဟာတခါတည်းအဲ့အမျိုးသမီးနဲ့စကားပြောတဲ့အမှုအရာကဝင်လာတယ်ယာဣရုဘယ်လိုခံစားရမလဲဟာငါတို့ရဲ့ဂျူးထုံးစံဆိုလို့ရှိရင်သေအခုမှသေကဆဆိုချက်ချင်းဆူတောင်းပြီးပြန်ရှင်နိုင်တဲ့အရာတွေရှိတယ်နော်ဒါကအရင်တုန်းကဓမ္မဟောင်းကျမ်းကာလတွေမှာလည်းရှိခဲ့တယ်သူဒီလိုပဲစဉ်းစားနေမှာပဲဒါသူ့ရဲ့အတွေးခေါ်ထဲမှာရှိနေတဲ့ဟာကိုကျွန်မစဉ်းစားကြည့်တာပါနော်ဖြစ်နိုင်တဲ့အရာလေးပေါ့ဒါပေမဲ့အခုယေရှုကသူ့သမီးကိုဂယုမဆိုင်အောင်ဟိုမှာတစ်ဖက်မှာရှိတဲ့သူကိုဂယုဆိုင်နေတာဒါနဲ့အဲ့ဒီချိန်မှာဘာဖြစ်လဲဆိုတော့လူတစ်ယောက်ကရောက်လာတယ်တရားစစ်မှုအိမ်ကလူတစ်ယောက်ကရောက်လာတယ်အခန်းငယ်49မှာကိုတော်ဤသမီးသေပါပြီဆရာကိုမနှောက်ယှက်ပါနဲ့တဲ့ကိုတော်ဤသမီးသေပါပြီဆရာကိုမနှောက်ယှက်ပါနဲ့အမှန်တော့ဒါကသူ့
ရဲ့တူဒီသောသမီးဖြစ်တဲ့အတွက်ကြောင့်မလို့မျောလင့်ခြင်းအားလုံးဆုံးရှုံးသွားပြီအခုလုံးဝဘေးနားမှာရှိတဲ့ယေရှုကလည်းဂရုမစိုက်နိုင်တဲ့အချိန်မှာအိမ်မှာရှိတဲ့သူတယောက်ကလည်းလာပြီးတော့ပြောတဲ့ရက်ကဆရာကိုမနှောက်ရှက်ပါနဲ့လို့ပြောလိုက်တဲ့ရက်ကဘာနဲ့သွားတူလဲဆိုတော့ဒီအချိန်တွေကိုယေရှုမကယ်နိုင်တော့ဘူးသွားပြီးတော့မင်းလုံမနေနဲ့ဆိုတဲ့သဘောမင်းဘာဖြစ်လို့ယေရှုစီမှာဆက်ပြီးတော့ဆုတောင်းနေတာလဲဆိုတဲ့သဘောအဲ့ဒီဒုက္ခဆင်းရဲခြင်းတွေကမင်းမလွတ်မြောက်နိုင်တော့ပါဘူးဒါကြောင့်မလို့မင်းလက်လျှော့လိုက်ပါလို့ပြောလာတဲ့စကားတစ်ခုဖြစ်ပါတယ်ဒါပေမဲ့ယာဣရုကလေအဲ့ဒီလိုဒုက္ခဆင်းရဲခြင်းငိုကြွေးခြင်းတွေထဲမှာယေရှုကိုဆက်လက်ပြီးတော့မျှော်လင့်နေတဲ့အတွက်ကြောင့်မလို့အဲ့ဒီနေ့မှာပဲယာဣရုရဲ့သမီးဟာသေခြင်းကနေရှင်ခဲ့တယ်မဟုတ်ဘူးလားကျွန်မပြောပြမယ်ကျမတို့နောက်ဆုံးစက္ကန့်ဘလောက်ပဲဖြစ်နေပါစေဘေးနားမှာရှိတဲ့လူတွေရဲ့အတန်ကမင်းတို့ဖခင်မတက်နိုင်တော့ပါဘူးလို့လာပြီးတော့ပြောနေတဲ့အချိန်ဖြစ်နေပါစေမင်းတို့ဖခင်တက်နိုင်နေဆိုရင်အခုဆုတောင်းပြလေငါတို့ရဲ့တိုင်းပြည်ကိုကယ်ပြလေဆိုတဲ့စကားတွေဘလောက်ပဲလာပါစေသေဆုံးသွားတဲ့အချိန်မှာတောင်မှဖခင်ကပြန်ပြီးတော့ရှင်ပြန်ထမြောက်နိုင်တယ်ဆိုရင်ဟာလေလုယာမကြခင်မှာလည်းကျမတို့တိုင်းပြည်နဲ့လူမျိုးတွေအတွက်ဘုရားသခင်ကြီးတော်မှုကိုပြုမယ်ဆိုတော့ကျမယုံကြည်တယ်ကြီးတော်မှုကိုဘုရားရှင်ပြုလိုက်မယ်အာမင်ဘာတွေသေသွားလဲသေသွားတဲ့ຢာတွေအလုံးရှင်ပြန်ထမြောက်ဘာကိုပြောနေတာလဲဆုံးရှုံးသွားတဲ့ຢာတွေအလုံးကိုဘုရားရှင်ပြန်ပေးမယ်လို့ပြောနေခြင်းဖြစ်တယ်အာမင်ဘုရားကပြန်ပေးဆုံးရှုံးသွားတဲ့အရာလောက်ပဲပေးတာမဟုတ်ဒါလေးလေသဘောပေါက်စေခြင်းတယ်ယောဘရဲ့အသက်တာထဲမှာဆုံးရှုံးသွားတဲ့ຢာတွေရှိခဲ့လားဒုက္ခဆင်းရဲခြင်းကိုကြုံရတဲ့အခါမှာဒါပေမဲ့ဆုံးရှုံးသွားတဲ့အရာရဲ့ဘယ်နှစပြန်ရတာလဲ9ဆအာမင်ဖခင်ကတခုခုဆုံးရှုံးသွားပြီဆိုဆုံးရှုံးသွားတဲ့အတိုင်းအတာလောက်ကိုပဲပြန်ပေးတာမဟုတ်ပါဘူးညီကောင်မတို့ဆုံးရှုံးသွားတဲ့အတိုင်းအတာရဲ့9ဆကိုပြန်လဲပြီးတော့ပေးခြင်းတော့ဖခင်ရှင်ဖြစ်တယ်အခုကျမတို့မိသားစုတွေဘာတွေဆုံးရှုံးနေလဲအဲ့ဒီအတိုင်းအတာရဲ့9ဆသင်ရဲ့မိသားစုတွေကိုတက်ရောက်လာလိမ့်မယ်သင်ရဲ့သားသမီးထဲကိုသင်ရဲ့စီးပွားရေးထဲကိုဟာလေလုယာဖခင်ရှင်ဆေလွတ်ပေးမယ်ဆိုတော့ကျမကောင်းကောင်းယုံကြည်တယ်ဘာဖြစ်လို့ဘုရားသခင်ကဒုက္ခဆင်းရဲခြင်းကိုပေးတွေ့တယ်လေသိလားထုတ်ကြွားခြင်းလို့အာမင်သူတစ်ပါးနဲ့မတူတဲ့နှလုံးသားတင့်မှာရှိတယ်သူတစ်ပါးနဲ့မတူတဲ့ဘုရားကိုချစ်ခြင်းတင့်မှာရှိနေတယ်ဆိုရအောင်ထုတ်ကြွားခြင်းလို့ယောဘကိုမနဲ့ရဲ့အရှိမဒါငါသားဟဲ့ဒါငါစိတ်ချတယ်ငါလူယုံဟဲ့ဆိုပြီးတော့ထုတ်ကြွားတယ်လို့ကျမတို့ကိုထုတ်ကြွားခြင်းလို့ဒီအချိန်တိုင်းကိုဖြတ်တန်းခိုင်းတာဖြစ်တယ်အာမင်အဲ့ဒုက္ခဆင်းရဲခြင်းကကျမတို့ရဲ့အဆုံးသက်မဟုတ်ဘူးကျမတို့ရဲ့အဆုံးသက်ကငိုကြွေးခြင်းနဲ့ဆုံးတာမဟုတ်ဘူးအာမင်ဒါလေးကိုပြောပြီးကျမဒါလေးကိုပြောပြီးအဆုံးသတ်မယ်ရုပ်ရှင်ကိုကြည့်တယ်ဆိုပါစို့ဗီဒီယိုတကားကိုကြည့်တယ်ဆိုပါစို့ကျမကတော့အဲ့လိုကြည့်နေကြသူမဟုတ်တော့ကြည့်ပြီဆိုရင်တကယ်ထင်ပြီးငိုတဲ့အဖွဲ့ထဲမှာကျမပါတယ်ဆရာကကျမကိုအမြဲတမ်းအခုလိုရည်လေးရှိတယ်ရှေ့ဆုံးတန်းကနေနော်ဆိုကတွန်းကားလေးပဲဖြစ်ဖြစ်နော်ဟိုမှာခွေးကလေးသေသွားတာပဲဖြစ်ဖြစ်မင်းသမီးလေးကိုဖမ်းပြီးတော့မင်းသမီးလေးကသေလူဆဲဆဲကျမငိုပြီးငငယ်လေးကဟိုရိုးရိုးသားသားပြရင်ဆရာစောနဲ့စတွင်းမှာရုပ်ရှင်ဆိုတာကြည့်ဘူးတာပါဘဝမှာတကယ်ပြောတာလုံးဝရုပ်ရှင်ရုံကိုမသွားဘူးခဲ့ဆရာစောနဲ့မှသွားဘူးလားဒါတော့သူတော်တော်လေးတော်လန်ရေးလုပ်လိုက်ရတယ်အိမ်မှာဒါကျမတယောက်တည်းကိုခေါ်သွားလို့မရဆိုတော့သဘောပေါက်တော့လေဘုရားကျောင်းလူငယ်တွေအားလုံးတွေရုပ်ရှင်လက်မှတ်ဝယ်ပေးတာတဲ့နော်အရန်တော်တယ်ဆရာစောကတော့လုံးဝ smart ကြတာဆိုတော့အိမ်မှာကျမဟိုရုပ်ရှင်ကျောင်းပြန်သွားမယ်နော်အဲ့ဟာခဏထားခဲ့လိုက်တော့အဲ့လိုကြည့်နေတဲ့ကောင်မဆရာစောကျမကိုဘာပြောလဲဆိုဘာလို့ငိုနေရလဲအဲ့ဒါကတရုပ်ဆောင်နေတာတကယ်သေးတာလည်းမဟုတ်ဘူးပြောတယ်မရဘူးဒီကမျက်ရည်ထွက်ပြီးပြီလေနှာခေါင်းကလည်းရဲနေပြီဆိုငိုလက်စနဲ့ဆက်ပြီးငိုချင်နေပြီဆိုတော့နောက်မှကျမပြန်ပြီးတော့စဉ်းစားလိုက်တဲ့အခါမှာဒါကိုသဘောပေါက်သွားတယ်ရုပ်ရှင်တကားမှာဇညွန်းရေးတဲ့ဇညွန်းရေးဆရာဆိုတာရှိလားရှိလားဇညွန်းရေးထားတဲ့အတိုင်းပဲအထဲထဲမှာရှိတဲ့သူတွေအားလုံးကပါဝင်တရုပ်ဆောင်ရတာဒါပေမဲ့အဲ့ဇကားပြီးသွားပြီဆိုရင်အားလုံးကတည်သွားတာလားတည်သွားတာလားပုံမှန်တိုင်းပဲမဟုတ်ဘူးလားဟယ်လိုခဏလေးကျမတို့အသက်တာမှာလဲကျမတို့ရဲ့အနာဂတ်ကျမတို့ရဲ့ဘဝတက်တန်းကိုရေးထားပေးတဲ့ဇညွှန်းရေးဆရာရှိတယ်
ယေရှုခရစ်တော်ဖြစ်တယ်အဲ့ဇညွှန်းရေးစရာဘာပြောဆိုအဆုံးသက်ကကျမတို့ရဲ့အဆုံးသက်ကလှပြီးသားအဲ့ဒါကိုလည်းထည့်ပြောထားတယ်ကျမတို့ရဲ့အဆုံးသက်ကလည်းအောင်မြင်တဲ့အဆုံးသက်တဲ့စိုးစံတဲ့အဆုံးသက်တဲ့ဝမ်းမြောက်ရတဲ့အဆုံးသက်တဲ့ဟာလေလုယာထိုသခင်နဲ့တူပျော်မွေ့ရတဲ့အဆုံးသက်တဲ့အဲ့ဒါကိုသဘောပေါက်သွားတဲ့အခါမှာအခုဖြတ်တန်းနေရတဲ့ဇညွှန်းအတိုင်းပဲကျမတို့ဖြတ်တန်းနေရတဲ့အချိန်ကာလထဲမှာကျမတစ်ချက်တော့ပြုံးမိတယ်ဒါငါဆုံးသက်မဟုတ်ဘူးငါအဆုံးသက်ကလှပြီးသားငါတို့ရဲ့အဆုံးသက်ကအောင်မြင်ခြင်းနဲ့ဆုံးမှာဖြစ်တယ်ထိုဘုရားသခင်ရှိတဲ့မျက်မှောက်တော်ထဲမှာအဆုံးသတ်မှာဖြစ်တယ်ဇီးအောင်တောင်မတုံမလုံနိုင်တဲ့ဇီးအောင်တောင်ပေါ်မှာငါတို့ဟာအဆုံးသတ်မဲ့သူတွေဖြစ်တယ်ဟာလေလုယာငါတို့ရဲ့ပန်းတိုင်ဟာထိုယေရှုခရစ်တော်ဖြစ်တယ်ငါတို့ကဘယ်တော့မှမလဲတဲ့သူတွေငါတို့ကဘယ်တော့မှမသေးတဲ့အမျိုးတွေဘာလို့ပြောတာလဲတမလုံးကိုသွားရတဲ့အချိန်မှာငါတို့ရဲ့ဝိညာဉ်ဟာသေမှာမဟုတ်ဘူးတဲ့ထာဝရကာလမှာထိုသခင်နဲ့အတူတူစိုးစံရသောအခွင့်ကိုရမယ့်ဝိညာဉ်တွေဖြစ်တယ်တဲ့ဒီလောကမှာကျမတို့ရှိနေတဲ့အချိန်မှာဘုရားကဘယ်လိုပြောခဏလေးလက်ကျင့်ရလက်ကျင့်ကွင်းနဲ့ဒါစကားပြေအရာကျမတို့နားလည်နိုင်အောင်ပြောပြတာကျမတို့လက်ကျင့်ရင်ဆင်းနေရတဲ့နေရာလေးတစ်နေရာပဲဖြစ်ပါတယ်ဒါကြောင့်မို့ညီကိုမောင်မတို့ဒုက္ခဆင်းရဲရောက်တဲ့အချိန်မှာဘုရားသခင်ကိုအပြစ်မတင်နဲ့တော့မညှီးတွားနဲ့တော့တန်တရားနဲ့ဘုရားကိုမတုံ့ပြန်တော့အာမင်ဣသရေလလူမျိုးတွေကအဲ့ဖြတ်တန်းရတဲ့ခရီးစဉ်မှာဘုရားသခင်ကိုတန်တရားနဲ့တုံ့ပြန်တဲ့အတွက်ကြောင့်မလို့ခါနန်ပြည်ကိုမဝင်ရတဲ့အမျိုးတွေထဲမှာကျမတို့မပါခြင်းဘူးအာမင်ဘုရားသခင်ပြင်ဆင်တဲ့အရက်ကိုသွားမယ်အမျိုးနွယ်ပဲကျမတို့ဖြစ်အောင်ဟာလေလုယာခုချိန်မှာအားလုံးခဏလောက်ရှိနေရကနေမတ်တရကြရအောင်